အားလုံးပဲမင်္ဂလာပါဒီချင်းအောင်တဲ့ဗုဒ္ဓ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ညာနာလူလင်ဖြစ်ပါတယ်ကျွန်တော်ယနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ဗုဒ္ဓဘာသာရဲ့သမိုင်းကြောင်းပေါ့နိုင်ငံရဲ့အသီးသီးမှာပြန်နံလာတဲ့ဗုဒ္ဓဘာသာရဲ့သမိုင်းကြောင်းဒီတော့ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့နိုင်ငံလေးတစ်နိုင်ငံရှိပါတယ်ဒါကဘယ်နိုင်ငံလဲဆိုရင်လာအိုနိုင်ငံကိုဗုဒ္ဓဘာသာဘယ်လိုရောက်လာတယ်ဘယ်လိုလှုပ်ရှားနေတယ်ဒါလေးကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်လာအိုနိုင်ငံဆိုတာကအရှေ့တောင်အာရှမှာအလဲဖိုးမှာတည်ရှိနေပြီးတော့ကုန်းတွင်းပိတ်နိုင်ငံလေးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လို့လာအိုနိုင်ငံရဲ့ယဉ်ကျေးမှုအရာဆိုရင်တော့ဗုဒ္ဓထေရဝါဒဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှုဟိုအများကြီးရှိပါတယ်ဗုဒ္ဓဘာသာကလာအိုနိုင်ငံသားတွေရဲ့ဘဝဖြတ်သန်းပုံအတွေးခေါ်အမှုပညာစာပေအဖွဲ့အစည်းဒါတွေအားလုံးအခြေခံတယ်ဒီတော့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့အတူလိုက်ပါနားထောင်ကြည့်ရအောင်လာအိုနိုင်ငံကိုပထမဆုံးဗုဒ္ဓဘာသာစတင်ရောက်ရှိတဲ့ခုနှစ်ကတော့များသောအားဖြင့်ခရစ်နှစ်800စုကနေ1200ရာစုအကြားမှာမဟာယာနဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှုအောက်ရှိခဲ့တယ်အဲ့ဒီမဲ့တုန်းကအုပ်ချုပ်တဲ့ဒေသခံတွေကပဲလဲဆိုရင်တော့ခမာအင်ပါယာဒေသခံတွေပေါ့ခမာအင်ပါယာနဲ့သူရဲ့ဩဇာခံဒေသခံတွေတဆင့်မဟာယာနလွှမ်းမိုးမှုရှိခဲ့တယ်ဒါပေမဲ့လို့ဒီနေ့ခေတ်မှာတော့ရှိနေတဲ့အဓိကကိုယ်ကွယ်နေတဲ့ထေရဝါဒဗုဒ္ဓဘာသာကဘယ်ခုနှစ်လောက်ကနေစရောက်လာတယ်လဲဆိုရင်တော့ခရစ်နှစ်73ရာစုနောက်ပိုင်းစူခေါတိုင်းမင်းဆက်ကနေတဆင့်ထိုင်းနိုင်ငံဘက်ကနေမှစတင်ပြန်ရောက်လာခဲ့တာဒါပေမဲ့လို့လာအိုလူမျိုးတွေရဲ့စိတ်နှလုံးထဲမှာထေရဝါဒဗုဒ္ဓဘာသာအမြင့်တွယ်သွားရခြင်းကလည်းပဲဘသူကြောင့်မို့လဲဆိုရင်လိန်စိန်ခေပေါ့နော်လိန်စိန်ခေ1350နဲ့1900နဲ့ခုနှစ်မှာစပြီးတော့မှအဲ့ခေတ်မှာလာအိုလူမျိုးတွေရဲ့နှလုံးသားမှာထေရဝါဒဗုဒ္ဓဘာသာအမြင့်တွယ်ခဲ့တာဒီလိန်စန်းနိုင်ငံကိုတည်ထောင်တဲ့သူကတော့ဖန်ငူမင်းကြီးပေါ့အဲ့ဒီဖန်ငူမင်းကြီးကခမာအင်ပါယာထဲမှာပဲကြီးပြင်းခဲ့ပြီးတော့ခမာမင်းသမီးနဲ့လက်ထပ်ခဲ့တယ်ခမာတွေကထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့သူများဖြစ်ကြတယ်ဒီတော့အဲ့ဒီဖန်ငူမင်းကြီးကလည်းပဲထေရဝါဒဗုဒ္ဓတရားကိုတဝင်ယုံကြည်ခဲ့တယ်ခရစ်နှစ်1350နဲ့ခုနှစ်မှာဖန်ငူမင်းကြီးကလိန်စိန်နိုင်ငံကိုတည်ထောင်ပြီးတော့ခမာရိထံကနေခမာမင်းတွေထံကနေဗုဒ္ဓရဲ့ရုပ်ပွားတော်တွေယဟန်တော်တွေဗိဓကတ်တော်တွေကိုပေးဆောင်ပြီးတော့ထေရဝါဒဗုဒ္ဓနိုင်ငံတော်အဲ့ဒီချိန်ကစပြီးတော့ဗုဒ္ဓဘာသာကထေရဝါဒဗုဒ္ဓဘာသာကလာအိုလူမျိုးတွေရဲ့မြို့သားရေးလက္ခဏာနဲ့ခွဲခြားမရအောင်အစိတ်ပိုင်းနေနဲ့ဖြစ်တည်လာခဲ့တယ်ထေရဝါဒဗုဒ္ဓဘာသာကလာအိုနိုင်ငံအတွင်းမှာပြန်နှံခဲ့ရမှာတစ်စင်မဲခေါင်မြစ်ကအဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့တယ်။ဘာကြောင့်လဲဆိုရင်ရဟန်းတော်များနဲ့ဂုဏ်သည်များကဒီမဲခေါင်မြစ်တစ်လျှောက်မှာပဲခရီးသွားလာပြီးတော့တရားဓမ္မတွေယဉ်ကျေးမှုတွေဒါတွေဖြန့်ဝေခဲ့ကြတာ။အဲ့ဒီမှာဗုဒ္ဓဘာသာရဲ့အချက်ချတဲ့မြို့ကြီးမြေရှိကြတယ်။ဒါကဘာလဲဆိုရင်လွမ်ပရာပွမ်နဲ့ဘီရင်ကျန်းဆိုတဲ့မြို့တော်ကြီးဒီမြို့တော်ကြီးကဗုဒ္ဓဘာသာရဲ့အချက်ချပိုများဖြစ်ခဲ့တယ်ဒီတော့လာအိုနိုင်ငံမှာမင်းအဆက်ဆက်ပေါ့ကမ္မတကထာပြုခဲ့ကြတယ်ရှိတယ်ဗုဒ္ဓဘာသာကိုအပိအမြောက်ထောက်ပံ့မှုပြုခဲ့ကြတယ်ဒါကိုခေတ်အနေနဲ့ပိုင်းခြားမယ်အနေနဲ့ပိုင်းခြားပြောရမယ်ဆိုရင်တော့လိန်စိန်ခေတ်လိန်စန်းခေတ်ပေါ့1354ကနေ1900နဲ့ခုနှစ်ဒီခေတ်မှာဗုဒ္ဓဘာသာရွှေရောင်လွန်တဲ့ခေတ်လို့ပြောရမှာပေါ့။ဘာကြောင့်မို့လဲဆိုရင်ပထမဆုံးစတင်တည်ထောင်တဲ့ဖန်ငူမင်းကြီးကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ရုံတင်မကဘူးပဲ။ဘုရားပထုစေတီတွေတည်ဆောက်တယ်။ရဟန်းတော်တွေကိုပစ္စည်းလေးပါလူတွေသိမရှိအောင်လူထားတယ်။နော်။ပြီးတော့အမင်းရဲ့နောက်ဆက်ခံတဲ့ဘုရင်တွေနော်။နောက်ဆက်ခံတဲ့ဘုရင်တွေ
ဖြစ်တဲ့ဗါလေဘေဆွန်နာရတ်မင်း1520လက်ထက်ပေါ့အဲ့ဒီလက်ထက်မှာလည်းပဲဘီကတ်တော်တွေကိုပါဠိဘာသာကနေလာအိုဘာသာဖြစ်ပြန်ဆိုတဲ့လုပ်ငန်းတွေစတင်ခဲ့တယ်ဒီမင်းတွေကဒါကြောင့်မို့လို့လိန်ဆန်းခေတ်ဆိုရင်တော့ဒါဗုဒ္ဓဘာသာကရွှေရောင်လွန်တဲ့ခေတ်လို့ပြောလို့ရတယ်အဲ့ဒီနောက်မှာအဲ့ဒီလိန်ဆန်းခေတ်ပြီးတဲ့နောက်လိန်ဆန်းနိုင်ငံကြီးပြိုကွဲသွားပြီးတဲ့နောက်မှာဘီရင်ကျန်းခေတ်ဆိုတာပေါ်လာတယ်နော်1900ခုနှစ်ခုကနေ1828နှစ်ပေါ့အဲ့ဒီလိုင်ယိုနိုင်ငံကဘီရင်ကျန်းရဲ့လွမ်ဘရာဘွန်နဲ့ချမ်ပါဆက်ဆိုပြီးတော့၃ပိုင်းကွဲသွားတယ်လိန်ဆန်းနိုင်ငံပြိုကွဲပြီးတဲ့နောက်မှာအဲ့ဒီ၃ပိုင်းကွဲသွားတယ်ပြီးတော့ဘီရင်ကျန်းကိုအုပ်ချုပ်တဲ့ဆိုင်ဆက်တာလီလက်ဆိုတဲ့မင်းကြီးအဲ့ဒီမင်းကြီးကဗုဒ္ဓဘာသာကိုအထူးချီးမြှောက်ခဲ့တယ်သူကဘီရင်ကျန်းမြို့တော်မှာထင်ရှားတဲ့ဖာထက်လွမ်ဆိုတဲ့ဇေတော်မြတ်ကြီးကိုတည်ဆောက်ခဲ့တယ်အဲ့ဒီဇေတော်မြတ်ကြီးကယခုအချိန်ထိယနေ့တိုင်ထိလာအိုနိုင်ငံရဲ့အထူးအမြတ်ဗုဒ္ဓအထိမ်းအမှတ်အဆောက်အအုံနဲ့အမျိုးသားရေးသင်္ကေတဖြစ်တည်ရှိနေတယ်နော်အဲ့နောက်ဘဘီရင်ကျန်းခေတ်ပြီးတော့လွမ်ပရာဘွန်ခေတ်ပေါ့လွမ်ပရာဘွန်ခေတ်ဆိုတာကဗုဒ္ဓဘာသာရဲ့ဝိညာဉ်ရေးရာဘိုးဌာနအဖြစ်ဆက်လက်တည်ရှိနေတယ်ဗုဒ္ဓဘာသာရေးကျောင်းတော်ဌာနအဖြစ်အဲ့ဒီဒေတာမှာဆိုရင်တော့ရှီအောင်ထုံးသားစင်လာတွေကိုအကောင်းဆုံးထိမ့်သိမ့်နိုင်ခံပြီးတော့ယနေ့ထက်တိုင်ပဲဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဒလိထုံးတန်းတွေစီကာနဲ့တက်တက်မြင့်ရှိနေသေးပဲလွမ်ပရာဘွန်မြို့ကိုယ်တိုင်ကအဲ့ဒီလွမ်ပရာမြို့ကိုယ်တိုင်ကယူနက်စကိုရဲ့ပါတယ်အမွေအနှစ်ဖြစ်သတ်မှတ်ခံရရတယ်ရှေးအောင်အမွေအနှစ်ဖြစ်ပေါ့အဲ့လိုသတ်မှတ်ခံရပြီးတော့သူ့ကိုစောင့်ရှောက်ခဲ့တဲ့ဘုန်းတော်ကြီးတွေဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေယူရဒလိကျောင်းမို့လေလွမ်ပရာမြို့ကကြော်ကြားတယ်ယနေ့ဒီလွမ်ပရာမြို့ဆိုတာကြော်ကြားတယ်ပြီးတော့လာအိုနိုင်ငံမှာဂိုင်းကနကွဲပြားတာတွေရှိသလားဂိုင်းကနကွဲပြားရရှိသလားဘယ်လိုလဲရှိဘယ်နှဂိုင်းရှိတယ်လဲဆိုရင်တော့လာအိုနိုင်ငံမှာတော့အဓိကဖြင့်ဂိုင်း2ဂိုင်းပဲရှိတယ်ဒီကကွဲရဂိုင်း2ဂိုင်းကဘာလဲဆိုရင်တော့မဟာနိကာယဂိုင်းနဲ့ဓမ္မယုတ်တိကဂိုင်းပေါ့ဒီမဟာနိကာယဂိုင်းကတော့လာအိုနိုင်ငံရဲ့အကြီးဆုံးနဲ့ရှေးအကျဆုံးဂိုင်းဖြစ်တယ်လူအများစုနဲ့နှိစက်ဆုံးဂိုင်းဖြစ်ပြီးတော့ကျေးလက်ဒေသများထိလွှမ်းမိုးမှုလည်းအားကောင်းတယ်မဟာနိကာယဂိုင်းကဒါနပြုလုပ်ငန်းတွေပညာရေးတွေလူမှုအကျိုးပြုလုပ်ငန်းတွေကိုတက်ကြွနဲ့လှုပ်ဆောင်ခဲ့တာဒါရှေးဂိုင်းပေါ့နောက်ကဓမ္မယုတ်တိဂိုင်းကဓမ္မယုတ်တိကဂိုင်းကတော့ဒါ19ရာစုနောက်ပိုင်းမှာထိုင်းနိုင်ငံမှာတဆင့်လာအိုနိုင်ငံကိုရောက်ရှိလာတဲ့ဂိုင်းမူလထိုင်းဘုရင်မွန်ကွတ်မှာစတင်တည်ထောင်ခဲ့တယ်ဒီဂိုင်းကဝီနီတို့ကိုတည်ကြည်ကြကြနဲ့လိုက်နာတယ်ပါဠိစာပေကိုလေ့လာခြင်းကိုအထူးအလေးပေးတယ်ဒါပေမဲ့လို့လာအိုနိုင်ငံမှာတော့အဲ့ဒီဂိုင်းကမဟာနိကာယဂိုင်းလောက်မပြန့်နှံ့ဘူးမင်းမျိုးမင်းတွေမျိုးပြအထက်တန်းစားတွေမှာတော့ဒါပဲဩသာတော့ညောင်းတယ်အဲ့တော့ဒီနှစ်ဂိုင်းရဲ့ဒီဂိုင်းနှစ်ဂိုင်းရဲ့အယူဝါဒတိုင်းဆိုင်ရာကွဲပြားမှုတက်ဝဏိကျင့်သုံးမှုနဲ့ထုတန်းစင်လာအနည်းငယ်ကွဲပြားမှုသာရှိပြီးတဂိုင်းနဲ့တဂိုင်းပြိုင်ဆိုင်ခြင်းဒါမှမဟုတ်ရန်လုံမှုမရှိလာဘူးပြောမှဆိုရင်တော့မဟာနိကာယဂိုင်းကမုံရင်ဂိုင်းဓမ္မယုတ်တိဂိုင်းကနောက်19ရာစုမှာထိုင်းကနေရောက်လာတဲ့ဂိုင်းနှစ်ဂိုင်းပေါ့အဲ့တော့အခုလာအိုနိုင်ငံမှာထင်ရှားတဲ့ပုဂ္ဂိုလ်တမိုင်းမှာရောအခုရောထင်ရှားတဲ့ပုဂ္ဂိုလ်ဘယ်သူရှိလဲဆိုရင်တော့ဒါပထမဆုံးလာအိုနိုင်ငံကိုဗုဒ္ဓဘာသာကိုထင်ရှားတဲ့ပုဂ္ဂိုလ်ဗုဒ္ဓဘာသာအဖြစ်တည်ထောင်တဲ့ပုဂ္ဂိုလ်စပြောင်းပေါ့ဖန်ငူမင်းကြီးပေါ့နော်စိန်လိန်နိုင်ငံကိုလိန်ဆန်းနိုင်ငံကိုတည်ထောင်တယ်ပြီးတော့ထေရဝါဒကိုဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြောင်းလဲတယ်စတင်သတ်မှတ်တယ်ပြောမှဆိုရင်တော့ဗုဒ္ဓဘာသာရဲ့ဖခင်ကြီးလို့ပြောမှာပေါ့နော်ထေရဝါဒလာအိုနိုင်ငံရဲ့ထေရဝါဒဗုဒ္ဓဘာသာရဲ့ဖခင်ကြီးလို့ပြောမှာပေါ့အဲတော့သူကစပြီးတော့အစာပြိုးပေးလိုက်တာကိုနောက်ပြီးတော့ဆိုင်ဆက်တာတီလက်မင်းကြီးပေါ့ဆိုင်ဆက်တာတီလက်မင်းကြီး
သူကတော့စောစောပြောကြလို့အခုထက်ထိဒါလောင်နိုင်ငံမှာနာမည်ကြီးကျော်စောနေတဲ့ဖာထက်လွန်စီတော်မြတ်ကြီးကိုတိထကိုကွယ်တဲ့သူဗုဒ္ဓဘာသာအစောင့်တော်များများကိုစောင့်လို့လူတောင်းခဲ့သူရဲ့ဘာသာရေးလှုပ်ဆောင်မှုတွေကြောင့်ပဲလေလောင်လူမျိုးတွေကသူ့ကိုလေးစားကြတယ်နော်နောက်ပြီးတော့ဖရာခရုဖုံမွန်းလေနော်20ရာစုအစောပိုင်းမှာပေါ်ထွန်းခဲ့တဲ့ဆရာတော်ကြီးပေါ့နော်ဖရာခရုဖုံမွန်းဆရာတော်ကြီးကဗုဒ္ဓဘာသာပညာရေးခေတ်မီအောင်ပြုပြင်ပြောင်းလဲတဲ့နေရာမှာအဓိကအနေနဲ့ပါဝင်ခဲ့တယ်သူကဘီရင်ကျမ်းမြို့မှာနော်ဘီရင်ကျမ်းမြို့မှာပထမဆုံးဗုဒ္ဓဘာသာအထက်တန်းကျောင်းကိုတည်ထောင်ခဲ့တယ်ဒါကြောင့်မို့လို့သူ့ကိုလည်းနာမည်ကြီးတဲ့ဆရာတော်တစ်ပါးအဖြစ်ပညာရေးပိုင်းမှာဗုဒ္ဓဘာသာပညာရေးသမိုင်းမှာမရှိမဖြစ်လိုအပ်တဲ့နာမည်ကြီးရဲ့အဓိကကျတဲ့ပုဂ္ဂိုလ်တို့အဖြစ်သတ်မှတ်ထားတယ်နာမည်ကြီးတယ်နောက်ပြီးတော့မဟာဝိလပေါင်လေနော်ဒါလည်းမဟာဝိလပေါင်ဆိုတာလည်းဒါခေတ်သစ်နော်ခေတ်သစ်မှာလာအိုနိုင်ငံရဲ့ထင်ရှားတဲ့ပညာရှင်ကျမ်းတော်တစ်ပါးပဲဗေဒကတော်တွေကိုလာအိုဘာသာမှာပြန်ဆိုရဲ့နေရာမှာအဓိကပါဝင်တယ်နော်မဟာဝိလပေါင်လေပြီးတော့ဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှုကလာအိုနိုင်ငံမှာဘယ်လောက်တွေရှိတယ်လဲဆိုရင်လာအိုယဉ်ကျေးမှုကဗုဒ္ဓဘာသာနဲ့ဆင်းသက်လာတယ်လို့ပြောလို့ရတယ်အခုမြန်မာနိုင်ငံမှာရှိတဲ့ယဉ်ကျေးမှုကလည်းဗုဒ္ဓဘာသာနဲ့ဆင်းသက်လာတဲ့ယဉ်ကျေးမှုတော်များများရှိတယ်လို့ပဲမြန်မာလာအိုနိုင်ငံမှာရှိတဲ့ယဉ်ကျေးမှုတော်များများကလည်းယဉ်ကျေးမှုအခြေခံအဆောက်အအုံကလည်းဗုဒ္ဓဘာသာကနေဆင်းသက်လာတာလာအိုလူမျိုးတွေရဲ့နေစဉ်ဘဝအနုပညာဘိတုကစာပေကျွေးရတလေနိဗ္ဗာန်အားလုံးနိဗ္ဗာန်ကဗုဒ္ဓဘာသာနဲ့ဆက်ဆက်နေတယ်ဥပမာဗုဒ္ဓဘာသာနဲ့ဘိတုကနဲ့အနုပညာကိုကြည့်မယ်ဆိုရင်လာအိုနိုင်ငံရဲ့ဗုဒ္ဓဘာသာဘိတုကလက်ရာတွေကထူးခြားတဲ့ကိုယ်ပိုင်ဟန်တွေရှိတယ်လွမ်ပရာပွန်ရှိဖုံးကျောင်းမှာဆိုရင်လာအိုလန်နာဘိတုကလက်ရာကိုထင်ရပြီးတော့ဗီယက်နမ်ဘီရင်ကျန်းမှာရှိတဲ့ကျောင်းတိုက်တွေဆိုရင်တော့လာအိုထိုင်းလွမ်းမှုကိုပြသနေတယ်ဗုဒ္ဓရုပ်ပွားတော်တော်များများပုံစံတော်တော်များများကကိုယ်ပိုင်ဟန်ဖြစ်ပြီးတော့ပြုံးနေတဲ့မျက်နှာအသွင်အပြင်နဲ့တွေ့လျရတဲ့ကိုယ်ခန္ဓာတွေရှိတယ်ဖာတလွန်ဇီရီတော်ကြီးကတော့လာအိုဘိတုကရဲ့အထုထိတ်လက်ရလို့ပြောရမှာပေါ့မြန်မာနိုင်ငံမှာဆိုရင်တော့ဒါရွှေတကုံစီတို့မြက်ကြီးပုံစံမျိုးပေါ့ပွဲတော်တွေဆိုရင်တော့လာအိုနိုင်ငံရဲ့အရေးပါဆုံးပွဲတော်တွေကတော့အားလုံးကတော့ဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေကြတယ်ဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေကြတယ်ဘယ်လိုပြောမယ်ဆိုရင်တော့ဖီမာလာအိုပေါ့ဖီမာလာအိုဆိုတာကလာအိုနိုင်ငံရဲ့နှစ်သက်ကူပွဲတော်ဖြစ်တယ်ကျင်းပတဲ့အခါဘယ်မှာကျင်းပလဲဆိုအေပီလမှာပေါ့နေ့စဉ်အေပီလမှာကျင်းပတယ်အဲ့ဒီကာလမှာဆိုရင်ဘာလို့ကြားတယ်လဲဆိုရင်လာအိုလူမျိုးတွေကဘုံကျောင်းကိုတွားရောက်ပြီးတော့ရေသက်ချလူတန်းတယ်နောက်ပြီးတော့ကုသိုလ်တွေပြုလုပ်တယ်နော်တဲဇေဒီပွဲတွေပြုလုပ်တယ်စတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတယ်ပေါ့နောက်ပြီးတော့ဘုံတိုင်းလွမ်းတယ်ဘုံတိုင်းလွမ်းအခမ်းအနားဘုံတိုင်းမလန်ပွဲပေါ့ဒါကတော့ဘာလဲဆိုရင်ဖာထက်လွမ်းဇေဒီတော်မှာကျင်းပတဲ့အခမ်းအနားပွဲပေါ့ကျင်းပတာပဲမှာကျင်းပလဲလို့နိုဝင်ဘာလမှာကျင်းပလေးရှိတယ်နိုဝင်ဘာလမှာကျင်းပလေးရှိပြီးတော့လာအိုနိုင်ငံရဲ့အရေးပါဆုံးပွဲတော်ကြီးတစ်ခုဖြစ်တယ်နိုင်ငံအနှံ့အပြားမှာရှိတဲ့ရဟန်းရှင်တို့အားလုံးလာရောက်ကြတယ်နော်ပြောမှဆိုရင်တော့ဘာတော်လဲဇေဒီတို့ပွဲပေါ့ဘုရားပွဲပုံစံပေါ့အားလုံးလာရောက်ကြတယ်နာမည်ကြီးတယ်နောက်ပြီးတော့ခါဝါဆိုနဲ့ဥက္ခါဆိုဆိုပြီးတော့ရှိတယ်ခါဝါဆိုဥက္ခါဆိုဆိုတာဘာပြောရလဲဆိုရင်သူတို့ဝါဝင်ဝါထွက်နော်ဝါတွင်းနဲ့ဝါထွက်ခြင်းမှာပွဲတော်တွေကျင်းပကြတယ်ရဟန်းတော်အဲ့ဒီမှာဆိုရင်ဝါဝင်တဲ့အခါဝါထွက်တဲ့အခါနာမြန်မာနိုင်ငံမှာဆိုဝါဆိုတရင်ကျွတ်ဒီလိုပွဲမျိုးပေါ့မြန်မာနိုင်ငံမှာအဲ့လိုပဲအဲ့ဒီမှာဆိုလဲဝါဝင်တဲ့အခါမှာဆိုရင်ရဟန်းတန်ဃာတွေကိုဆွမ်းကတ်တယ်သင်္ကန်းကတ်တယ်ဒီလိုကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတယ်နော်နောက်ခါဝါဆိုနောက်ပြီးတော့ဥက္ခဆိုလိုမျိုးနောက်ပြီးတော့ဒီစွမ်းကန့်ခြင်းဒလီနဲ့ပတ်သက်ပြီးတော့လဲလွမ်ပရာဘွန်မြို့မှာရှိတဲ့နနခင်း
စွမ်းခံတဲ့ဓလေ့ကနာမည်ကျော်တယ်နော်လာအိုနိုင်ငံမှာဘာကြောင့်လဲဆိုရင်အများကြီးအတန်းလိုက်ကြီးရှိတယ်သူကရန်တော်တွေနတ်ခင်းဆိုရင်ဒါလမ်းစဉ်တန်းစီပြီးတော့စွမ်းခံကြနော်အဲ့လိုစွမ်းခံကြတဲ့ဟာလေတမျိုးတစ်ခေါ်ကြီးဖြစ်မှာပေါ့နော်အများကြီးပဲသူအတန်းနဲ့သူစွမ်းခံကြတဲ့ဟာလေနတ်ခင်းစွမ်းခံကြတဲ့အလေးထားလည်းရှိတယ်အဲ့ဒီအလေးထားလည်းဒါဂျီနူးပွဲရာစိတ်ထဲမှာဂျီနူးပွဲရာဖြစ်တယ်အဲ့ဒီလေးထားလည်းဒါနာမည်ကြီးတယ်လာအောင်မှာနောက်ပြီးတော့ပညာရေးနဲ့စာပေနဲ့ပြောမယ်ဆိုရင်ရှိရခင်ခဲ့ရတာလာအိုနိုင်ငံကမှာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကပညာရေးရဲ့ဗဟိုဌာနဖြစ်တယ်အရင်တော့မြန်မာနိုင်ငံမှာကလည်းဘုန်းတော်ကြီးကျောင်းတွေကပညာရေးအတွက်အဓိကမရှိမဖြစ်လိုအပ်တဲ့ကျောင်းတော်ကြီးတွေဖြစ်ခဲ့ရပဲအဲ့လိုပဲလာအိုနိုင်ငံမှာရှိခင်ရတော့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကပြင်ရေးအတွက်အဓိကဗဟိုဌာနကြီးဖြစ်ခဲ့တယ်ကြီးရတိုင်းလိုမှာပဲဒါဘုန်းကျောင်းရှိတယ်အဲ့ဒီကျောင်းမှာရှိတဲ့ယောက်ျားလေးတွေကစာရေးစာဖတ်သင်ရတယ်ဘုန်းကျောင်းမှာတော့ပြောသင်ရတယ်ဗုဒ္ဓဘာသာရဲ့အခြေခံတွေကိုလေ့လာရတယ်ကိုကျင့်တရားကောင်းမှုဖို့အတွက်ဘုန်းကျောင်းမှာပညာတွေသင်ကြားခဲ့ရတယ်အဲ့ဒီဘုန်းကျောင်းတွေကလာအိုစာဝေးဖွံ့ဖြိုးမှုအတွက်အဓိကအခမ်းကဏ္ဍမှာပါဝင်ခဲ့တယ်ရဟန်းတော်တွေကလည်းပဲဗိဂတ်တော်များကိုပါဠိကနေလာအိုဘာသာကိုပြန်ဆိုတယ်ဝေဒနာစက်တော်ကြီးကဲ့သို့ပဲနော်ဝေဒနာစက်တော်ကြီးလိုပဲစက်တော်တွေကိုရေးသားကြတယ်ပြီးတော့လာအိုရိုးရာကဗျာတွေဆက်ဆိုခြင်းပြုလုပ်ခဲ့တယ်အဲ့ဒီထဲမှာလင့်ကာလို့ခေါ်တဲ့လာအိုကနဝန်ကဗျာကြီးရှိတယ်အဲ့ဒီလာအိုကနဝန်ကဗျာကြီးကဖုန်းတော်ကြီးကျောင်းတွေကနေပေါ်ပေါက်လာတာအဲ့ဒီကဗျာလည်းနာမည်ကြီးပဲလာအိုနိုင်ငံမှာဒီတော့ဒီထေရဝါဒဗုဒ္ဓဘာသာကလာအိုနိုင်ငံရှိတဲ့ထေရဝါဒဗုဒ္ဓဘာသာကလူဖွဲ့စည်းပုံမှာဘယ်လောက်တရားမှုရှိတယ်လဲဆိုရင်ဒီဗုဒ္ဓဘာသာကလာအိုလူဖွဲ့စည်းရဲ့ပြမကျော်ကြီးလိုဖြစ်နေတယ်နော်ပြမကျော်ကြီးလိုဖြစ်နေတယ်ဗုဒ္ဓဘာသာရဲ့ကရုဏာမေတ္တာတိခန့်ခြင်းကောင်းမှုကုသိုလ်ယုံကြည်ချက်တွေဒါတွေကအကုန်လုံးကလာအိုလူမျိုးတွေရဲ့ဇေယျကိုပုံဖော်ပေးနေတယ်ပြောမှဆိုရင်ထေရဝါဒဗုဒ္ဓဘာသာနဲ့လာအိုနဲ့တစ်ဆက်တည်းဖြစ်နေလာအိုလူမျိုးတွေနေရတစ်ဆက်တည်းဖြစ်နေတယ်ဒီတော့သူ့ရဲ့အမျိုးသားရဲ့လက္ခဏာအနေနဲ့ဘယ်လိုရှိတယ်လဲဆိုရင်လာအိုနိုင်ငံနဲ့အင်းချင်းနိုင်ငံတွေကိုခွဲခြားသိမြင်တဲ့အဓိကအချက်ရှိတယ်ဒါကဘာလဲဆိုရင်ဗုဒ္ဓဘာသာဓလေ့ထုံတမ်းရဲ့ဒီပဲဖြစ်တယ်ဗုဒ္ဓဘာသာကလာအိုလူမျိုးတွေကိုဘုံတန်ဖို့ဘုံသမိုင်းဘုံဝိသေသတွေကိုပြီးထားတာရှိတယ်ဒါကဘာလဲဆိုရင်လာအိုလူမျိုးတွေကပြုံးရွှင်နေတယ်အဲဝတ်ကြည်တယ်စိတ်ရှည်သိခံတတ်တယ်ဒီအရေးသွေးတွေကလည်းဗုဒ္ဓဘာသာရဲ့လွန်မှုရဲ့ရေပုံရလို့ယူဆလို့ရတယ်ဒီအယူဆတွေကဒီပုံစံတွေကမြန်မာနိုင်ငံမှာရှိတာပဲเนาะပြုံးပြောရွှင်တယ်ပြုံးတဲ့အလေးထားတယ်เนาะရေအလေးထားတယ်မြန်မာနိုင်ငံရဲ့လူမျိုးတွေမြန်မာလူမျိုးတွေလည်းများတော့ပြင်ပြုံးပြောဖော်ရရတယ်ပြောကြတယ်ရှိတယ်နိုင်ငံသားတွေကเนาะအဲ့လိုပဲဒါဘာစစ်တက်လာလဲဗုဒ္ဓဘာသာရဲ့ယူဆတွေနဲ့ဗုဒ္ဓဘာသာလွန်မှုကနေဒီပြုံးပြောရည်ရေစတွေကနေစဉ်းသက်လာခြင်းဖြစ်တယ်ပြီးတော့ဒါပေမဲ့အဲ့ဒီမှာလာအိုနိုင်ငံမှာအမျိုးသားတိုင်းလို့နော်အမျိုးသားတိုင်းလို့ရန်တစ်ချိန်ဝင်ဖူးကြတယ်အဲ့လိုဝင်ဖူးတာကလည်းဘာကြောင့်မဝင်လဲအဲ့လိုဝင်လိုက်တဲ့အတွက်ကြောင့်မို့လဲသူတို့ကမိဘကိုကျေးဇူးဆက်တယ်ကုသိုလ်ကောင်းမှုတွေယူတယ်နောက်ပြီးတော့ဗုဒ္ဓဘာသာရဲ့အဆုံးအမကိုလက်တွေ့သိခွင့်ရတယ်ဆိုပြီးတော့ခံယူထားတဲ့အယူဆရှိတယ်ဒါကြောင့်မို့လို့လာအိုမျိုးသားတိုင်းလို့ရန်ဝတ်ဖူးကြတယ်ရန်ဝတ်ဖူးတဲ့သူတွေကိုလည်းပဲလူအဖွဲ့အစည်းမှာယဉ်ကျေးတဲ့သူလက်ထက်ရန်ထိုက်တန်တဲ့သူဆိုပြီးတော့သတ်မှတ်လေးရှိတယ်အဲ့ဒီအလေးထားလည်းရှိတယ်ညဝတ်ဖူးတဲ့သူကိုဆိုရင်ဒါလူကြီးဖြစ်သွားပြီပေါ့လူကြီးဖြစ်တဲ့အသေးဝင်သတ်မှတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်နောက်ပြီးတော့အဲ့ဒီကြေးရွာတွေမှာကြေးရွာတိုင်းဒီပါဘုံကြီးကျောင်းတွေကကြေးရွာရဲ့ဖို့အချက်ပဲဒီဘုံကြီးကျောင်းကပညာသင်ကြားရေးနေရာဘာသာရေးဆိုင်ရာအခမ်းအနားတွေကျင်းပတဲ့နေရာတွေမှာနောက်ပြီးတော့ကြေးရွာအစည်းအဝေးကျင်းပတဲ့နေရာတော့ခရီးသွားဧည့်သည်တွေဒီခုတဲ့နေရာဖြစ်ဆောင်ရွက်ပေးတယ်နောက်ပညာရေး
နေရာလဲဟုတ်တယ်အစည်းအဝေးနေရာကျင်းပရလေဒီဘုန်းကြီးကျောင်းတွေမှာပဲလောက်ကြတယ်ဒီတော့ဘုန်းကြီးကျောင်းကကြီးရအတွက်မရှိမဖြစ်အရေးပါတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်ဒီတော့လာအိုနိုင်ငံရဲ့နိုင်ငံရေးဒီဗုဒ္ဓဘာသာရဲ့နိုင်ငံရေးဆက်ဆက်မှုကြည့်မယ်ဆိုရင်လာအိုနိုင်ငံတမိုင်းတစ်လျှောက်မှာဗုဒ္ဓဘာသာနဲ့နိုင်ငံရေးကရှုပ်ထွေးပဲဒါဆက်နွယ်နေတယ်ရှေးခေတ်ဘုရင်တွေကလည်းဓမ္မရာဇာဖြစ်အုပ်ချုပ်ခဲ့ပြီးတော့တန်ခါအဖွဲ့အစည်းကလည်းနိုင်ငံတော်အတွက်အရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ်ခဲ့တယ်ပြင်သစ်ကိုလိုနီခေတ်ပေါ့နော်ပြင်သစ်ကိုလိုနီသူကလာအိုနိုင်ငံကပြင်သစ်လက်အောက်ရောက်ခဲ့တာကိုဒီတော့ပြင်သစ်ကိုလိုနီခေတ်1893နဲ့1950နဲ့3ခုနှစ်အတွင်းမှာဗုဒ္ဓဘာသာကလာအိုလူမျိုးရဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းရမှာအဓိကအခမ်းကဏ္ဍမှာပါဝင်ခဲ့ပြီးတော့ဒါလွတ်လပ်ရေးလှုပ်ရှားမှုအတွက်လည်းပဲလုံဆောင်မှုတစ်ခုဖြစ်ခဲ့တယ်1985ခုမှာကွန်မြူနစ်နဲ့ပတ်သက်လာအိုကအာဏာသိမ်းပြီးတဲ့နောက်မှာဗုဒ္ဓဘာသာကိုနဲ့နိုင်ငံတော်ခြားဆက်ဆံရေးကတင်းမာမှုဖြစ်ခဲ့တယ်အစိုးရတပ်ကတော့ဗုဒ္ဓဘာသာကိုတိုးတက်မှုကိုစန့်ကျင်တဲ့အဖြစ်ရှုမြင်ခဲ့ပြီးတော့ရဟန်းတန်ခါတွေပေါ်ကန့်သတ်မှုတွေချခဲ့တယ်ရှိတယ်ဒါပေမဲ့လို့ဒီဗုဒ္ဓဘာသာကလာအိုလူတို့ရဲ့စိတ်ထဲမှာနက်နက်ရှိုင်အမြင်တွယ်နေတဲ့အားကိုသဘောပေါက်တဲ့အခါမှာတော့အစိုးရကလည်းသူ့ရဲ့သဘောထားကိုပြုပြင်ပြောင်းလဲခဲ့တယ်ပေါ့နော်အရင်ကတော့မတင်းကျပ်သေးခဲ့ဘူးဒီတော့ဒီနေ့ခေတ်မှာဆိုရင်ဗုဒ္ဓဘာသာကလာအိုနိုင်ငံရဲ့အဓိကဘာသာအဖြစ်တရားဝင်အတိမတ်ခံရထားတယ်နောက်ပြီးတော့အစိုးရရဲ့အထောက်ပံ့မှုလည်းရရှိတယ်ဒါပေမဲ့လို့တန်ခါအဖွဲ့အစည်းကနိုင်ငံတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေစေဖြစ်ပြီးတော့ရဟန်းတွေကလည်းပဲနိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်မရှိဘူးလာအိုပြည်သူ့တော်လှန်ရေးပါတီဆိုတာကရှိတယ်အဲ့ဒီလာအိုပြည်သူ့တော်လှန်ရေးပါတီကဗုဒ္ဓဘာသာအမျိုးသားရေးလက္ခဏာနဲ့အစိပ်ပိုင်းတစ်ခုအဖြစ်အမြင့်တမ်းကြိုးပမ်းခဲ့ပြီးတော့ဘာသာရေးကိုနိုင်ငံတော်ရဲ့လိုအပ်ချက်အရလိုက်ရောညီတည်မှုဖြစ်စေရန်ပြုခဲ့ဖို့ဖြစ်စေဖို့ကြိုးပမ်းခဲ့ရရှိတယ်ဒါပေမဲ့ခေတ်သစ်ပြောင်းလဲမှုတွေအများကြီးကြုံလာရတယ်။ဘာကြုံလာရဆိုရင်20ရာစုနောက်ပိုင်းနဲ့21ရာစုအစောပိုင်းမှာလာအိုနိုင်ငံရဲ့ဗုဒ္ဓဘာသာကစိန်ခေါ်မှုတွေပြောင်းလဲမှုတွေနဲ့ရင်ဆိုင်ရတယ်။ဒါကဘာလဲဆိုရင်စီးပွားဖွံ့ဖြိုးမှုနဲ့ခေတ်မီလာမှုပေါ့။လာအိုနိုင်ငံမှာကစီးပွားဖွံ့ဖြိုးတိုးတက်လာပြီးတော့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးစနစ်နဲ့ပုံမပေါင်းစည်းလာတဲ့အခါလူရရင်ချင်းမှုတွေဘဝနေထိုင်မှုတွေပြောင်းလဲလာတယ်လူငယ်တွေကလည်းမြို့ပြကိုပြောင်းရွှေ့နေထိုင်နေရပြီးတော့ဖုံကျောင်းရဲ့အလုံးမှုကနေအားနည်းလာတယ်။နောက်ပြီးတော့ခီးသွွားလုပ်ငန်းတွေကလည်းလာအိုနိုင်ငံစီးပွားရေးအတွက်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာတယ်။ဗုဒ္ဓဘာသာဖုံကျောင်းများနဲ့ပွဲတော်တွေကခီးသွွားတွေအတွက်အဓိကဆွဲဆောင်မှုတစ်ခုဖြစ်လာတယ်။အဲ့ဒီခီးသွွားဝန်ဆောင်မှုကလည်းဝင်ငွေရရှိပြီးတော့ဘာသာရေးဓလေ့ထုံးစံများကိုစီးပွားရေးအဖြစ်စီးပွားရေးချဲ့ထွင်လာတယ်။အနေနဲ့လည်းဖြစ်လာတယ်ချဲ့ထွင်လာတဲ့အတွက်ကြောင့်ဘုံကျောင်းတွေအတွက်စီးပွားရေးဆန်လာတာပေါ့အဲ့လိုပြောရမှာပေါ့နောက်ပြီးတော့လွမ်ပရာပေါ်မှာရှိတဲ့နနခင်းစွန့်ခံကြတဲ့ဓလေ့ကလည်းဒါခီးသွွားတွေရဲ့အာရုံစိုက်မှုကိုအလွန်အပင်ခံရပြီးတော့အဲ့ဒီဓလေ့ကဘယ်လိုဖြစ်လာလဲဆိုရင်မြင့်မြတ်တဲ့သဘောတဘာဝအဖြစ်ကိုထိခိုက်စေလာတဲ့ပေါ့သူအလားပါပဲသဘောတက်ရောက်သွားတယ်နောက်ပြီးတော့ခေတ်သစ်ကာလမှာဗုဒ္ဓဘာသာကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားလာကြတယ်။ဘာလဲဆိုရင်ချို့ရန်တွေကပေါ့လူပုဂ္ဂိုလ်များနဲ့ရန်နေတဲ့လူပုဂ္ဂိုလ်တွေကဗုဒ္ဓဘာသာရဲ့လက်တွေ့ကျတဲ့တုံ့တင်ချက်တွေလောကီရေးရာကိုပုံပြီးတော့ကြိုးပမ်းလာတယ်နော်။လောကီရေးရာတုံ့တင်ချက်ဆုံးမချက်တွေပဲပို့ပြီးတော့ကြိုးပမ်းလာတယ်နော်။စံတက်တဲ့တရားဟောနည်းတွေနဲ့ဟောလာတယ်နောက်ပြီးတော့လူမှုအကျိုးပြုလုပ်ငန်းတွေပဲစတင်လာတယ်ဒါကဗုဒ္ဓဘာသာရဲ့အပြောင်းလဲဖြစ်လာတယ်နောက်ပြီးတော့ဗုဒ္ဓဘာသာနဲ့တခြားဘာသာရဲ့ဆက်ဆံမှုဘယ်လိုရှိတယ်လဲပေါ့လာအိုနိုင်ငံမှာဗုဒ္ဓဘာသာတကူလည်းရှိတာမဟုတ်ဘူးနောက်ကူးကွယ်မှုလည်းရှိတယ်ခရစ်ယာန်ဘာသာလည်းရှိတယ်အစ္စလာမ်ဘာသာလည်းရှိတယ်ဒီတော့ဗုဒ္ဓဘာသာကလာအိုနိုင်ငံရဲ့အဓိကဘာသာဖြစ်ပေမဲ့လို့ရှိကြတဲ့နတ်ကူးကွယ်မှုညာကလည်းအတော်အတန်ပြည့်နှက်နေစေပဲဒီလာအိုလူမျိုးတွေရဲ့အများပြအဲ့ဒါကဗုဒ္ဓဘာသာနဲ့နတ်ကူးကွယ်မှုကိုတပြိုင်နက်တည်းယုံကြည်နေကြတာရှိတယ်သူတို့ကဘုံကျောင်းသွားတယ်တ
ဘုံချောင်းသွားပြီးရင်ဗုဒ္ဓကိုပူဇော်တယ်ဒါပေမဲ့လို့အိမ်မှာပဲအိမ်ဆောင်နတ်မြေဆောင်နတ်လေဆောင်နတ်ဒါတွေကိုပူဇော်ပတ်တာလေးရှိတယ်ဒီတော့ဒီຢာတွေကိုပဲနော်ဒီလိုလောက်တာတွေကိုပဲထေရဝါဒဗုဒ္ဓဘာသာရဲ့ထူးခြားချက်လက္ခဏာတရားတွေဒေသခံတွေကယုံကြည်နေတယ်ရောရှက်နေပေါ့ယုံကြည်မှုတွေရောရှက်နေတာရှိတယ်ပေါ့မြန်မာနိုင်ငံမှာဆိုလဲဒါဗုဒ္ဓဘာသာလိုမြင်ခံထားပြီးတော့နတ်ကူကွယ်မှုတွေယူရကူကွယ်မှုတွေလည်းလက်ခံထားတယ်ဒီနေ့လူအနေထားမှာရှိတာပေါ့အဲ့လိုပဲနောက်ပြီးတော့ခရစ်ယာန်ဘာသာလာအိုနိုင်ငံမှာလည်းခရစ်ယာန်ရဲ့လူကြီးက1.5လောက်ကကိုယ်ွယ်တဲ့လူအနည်းစုကိုယ်ွယ်မှုရှိတယ်ပေါ့ပြီးတော့ခရစ်ယာန်သာသနာပြုတွေကဘယ်ကနေရောက်ရှိလာတဲ့19ရာစုနှစ်မှာလာအိုနိုင်ငံကိုရောက်ရှိလာတယ်ဒါပေမဲ့လူကြီးအနည်းငယ်လောက်ပဲဘာသာပြောင်းလဲမှုဆွဲဆောင်နိုင်ခဲ့တယ်ခရစ်ယာန်ဘာသာကအထူးသဖြင့်တော့လူမျိုးစုတိုင်းရင်းသားကြားလောက်ပဲလက်ခံခဲ့တာပေါ့နောက်ပြီးတော့လာအိုနိုင်ငံမှာအစ္စပလန်ဘာသာဟိန္ဒီဘာသာမာယာနာဗုဒ္ဓဘာသာကိုယ်ွယ်တဲ့လူအနည်းစုတွေရှိသေးတယ်အဲဒီဘာသာဝင်တွေကများသောအားဖြင့်တော့ဘီရင်ကျန်းနဲ့ဘီရင်ကျန်းမြို့ရဲ့အခြားမြို့ကြီးတွေမှာပဲနေထိုင်ကြတဲ့တိုင်းရင်းသားလူနည်းစုဒါမှမဟုတ်နိုင်ငံခြားသားတွေပဲဖြစ်တာပေါ့ဒီတော့ဒီကုန်းချုပ်အနေနဲ့ကြည့်ရမယ်ဆိုရင်တော့နော်ဗုဒ္ဓဘာသာကလာအိုလူမျိုးတွေရဲ့ယဉ်ကျေးမှုလူမှုရေးဘဝတွေဒါတွေရဲ့အခြေခံအုတ်မြစ်လိုဖြစ်နေတယ်ရှေးခေတ်လိန်ဆန်းခေတ်မှာစပြီးတော့ခေတ်သစ်ကာလအထိပဲလွန်မှုကမပြတ်မလတ်ရှိနေတယ်ခေတ်မီတိုးတက်မှုနဲ့ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုမှာတော့စိန်ခေါ်မှုအသစ်တွေရင်ဆိုင်နေရတယ်ဒါပေမဲ့လို့ဗုဒ္ဓဘာသာကလာအိုနိုင်ငံသားတွေရဲ့စိတ်နှလုံးကိုဆက်လက်တည်ရှိနေတဲ့အတွက်ကြောင့်မို့လို့နော်သူတို့ရဲ့အနာဂတ်ကိုပုံဖော်ရမှာရေးပါတဲ့အခန်းကဏ္ဍအတွက်မှာဆက်လက်ပါဝင်နေအောင်ပါပဲဒီအကြောင်းအရာတွေဒါတော့လာအိုနိုင်ငံမှာဖြစ်တည်နေတဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဗုဒ္ဓဘာသာသမိုင်းကြောင်းဗုဒ္ဓဘာသာရဲ့အရေးပါမှုလာအိုနိုင်ငံဗုဒ္ဓဘာသာစိုက်တင်ရောက်ရှိတဲ့အခန်းကဏ္ဍအကျဉ်းချုပ်လေးများပဲဖြစ်ပါတယ်ဒီတော့အခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုကြိုက်နေတတ်တဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like share subscribe လုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်အားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ